ကျွဲကြောင်းသားလေးဂျုံခဲ့ရတဲ့မျက်နှာမပါတဲ့သူတွေအခုထိအဲ့ဒီဂျုံကိုဘယ်သူမှမသိရဘူးညနေဆောင်ရင်မသွားနဲ့ဇလန်းကောင်းစင်နာကျွဲကြောင်းသားနဲ့ကျွန်းဆောင်တရေမန္တလေးတိုင်းမြင့်ငယ်မြင့်အနီးကရွာလေးတစ်ရွာမှာကိုမျိုးတန်ဆိုတဲ့ကျွဲကြောင်းသားတစ်ယောက်ရှိတယ်သူမှကျွဲနှစ်ကောင်ပဲရှိပြီးမနက်တိုင်းမြကန်းနာကကျွန်းပင်ကြီးပေါ်ကျွဲတွေကိုလိုက်ကြောင်းရတယ်အဲ့ဒီကျွန်းပေါ်မှာရှိအခါကမီးသမောဆိုင်တဲ့စိတ်ကန်းဟောင်းရှိပြီးစစ်အတွင်းကလူအများပြားတေဆုံးခဲ့တဲ့နေရာလို့ရွာသူရွာသားတွေပြောကြတယ်။ကနေ့ညနေဆောင်မှာကိုမျိုးတန့်ကျွဲတွေကိုခေါ်ပြီးရွာပြန်ဖို့ပြင်တယ်။ဒါပေမဲ့သူ့ကျွဲနှစ်ကောင်ကထုံးစံအတိုင်းမဟုတ်ပဲကျွန်းငလေဘက်ထူထက်တဲ့ခြုံကြောအုပ်စီထိုးပြီးသွားကြတယ်။လိုက်ရှင်းရင်ကိုမျိုးတန့်မြင်လိုက်ရတာကကျွန်းပေါ်ကစွန့်ပစ်ထားတဲ့ရှေးဟောင်းကျောင်းတီးတစ်ခုရဲ့အရှိမအဖြူရောင်ဝတ်ထားတဲ့အမျိုးသမီးတစုကစပြင်းဖီးနေတာပဲသူလန်းကြည့်တဲ့အခါသူတို့မျက်နှာတွေမှာမျက်လုံးနှာခေါင်းပါးစပ်တွေမပါဘူးချောမွတ်နေတဲ့မျက်နှာပြင်ကြီးတွေကြီးပဲကိုမျိုးတန့်ထိတ်လန့်ပြီးကျွဲတွေကိုပြန်ခေါ်ဖို့ကြိုးစားပေမဲ့ကျွဲတွေမှာတော့ခက်ထားတယ်လို့မလှုပ်ရှားတော့ဘူးဒီအချိန်မှာအဲ့ဒီအဖြူငုတွေတဲကတဦးကဦးကောင်းကိုဒီဂရီ360လှည့်ပြီးကိုမျိုးတန့်ဘက်ကိုချီတက်လာတယ်။သူအနားရောက်တော့အော်ဒန်တကူကြားရတယ်။ဒီကျွန်းကငါတို့ရဲ့နောက်တစ်ခါလာရင်ကျွဲနဲ့လူနှစ်ကောင်စလုံးဒီမှာနေခဲ့ရမယ်။ကိုမျိုးတန့်မူးမိတ်လဲကျသွားတယ်။နောက်တနေ့မနက်ရွာသားတွေကသူနဲ့ကျွဲတွေကိုကျွန်းဆက်မှာတတိလစ်မင်မျောနေတာတွေ့ရတယ်။ပြန်နိုးလာတဲ့အခါသူပြောပြတဲ့အတိုင်းရွာလူကြီးကမင်းကျွန်းဆောင်တရေတွေကိုတွေ့တယ်။သူတို့ဟာရှိအခါကမြစ်ထဲနစ်သေးတဲ့မင်းကလေးတွေရဲ့ဝိညာဉ်တွေလို့ပြောတယ်။အဲ့ဒီကလေးကကိုမျိုးတန့်ကျွန်းပေါ်ဘတော်မှမသက်ရဲတော့ဘူး။ရွာသားတွေလည်းညနေဆောင်ရင်ကျွန်းအနီးတောင်မသွားကြဘူး။မြင့်နေမြစ်ကကျွန်းပြင်ကြီးကိုအခုထိတရေကျွန်းလို့ခေါ်ကြပါသေးတယ်။ဒီဇလန်းလေးအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ထိတ်လန့်စေတဲ့ဇလန်းကောင်းလေးတွေနားထောင်ခြင်းလေးတွေဆိုရင် like and follow လုပ်ထားဖို့မမေ့နဲ့နော်။